ဒီနေ့ information သတင်းလေးတစ်ခုကိုနားထောင်လိုက်ရတယ်ဗျ KMU တပ်မဟာလေးနယ်မြေမှာကရင်လူမျိုးနဲ့ PDF ဗမာလူငယ်တို့လက်ဝဲထိုးတဲ့အခါမှာဗမာလူမျိုး PDF လေးကအနိုင်ရသွားတယ်ပေါ့ဗျာဒါကိုတစ်ဖက်ကရင်ခံပြီးအစာမကြေလူမျိုးရေးအသွင်ဆောင်ပြီးတော့ PDF တွေကော PDF နဲ့ပတ်သက်ဆက်နွယ်တဲ့ထောက်ပို့တွေကောလူပေါင်းရောက်90လောက်ကိုဖမ်းဆီးထိန်းချုပ်ပလိုက်တယ်ဆိုတဲ့သတင်းလေးနားထောင်လိုက်ရတော့စိတ်မကောင်းလဲတော်တော်ဖြစ်မိတယ်ဗျာတွန်တန်မာတာပေမဲ့လင်းမြန်တဲ့ကြည်စံအမတုတာရန်သူဟာဘသူပါလိတ်ဆိုတဲ့ကြပြလေးတွေကလို့ပေါ့ကျွန်တော်တို့ဗမာလူမျိုးတွေယနေ့အချိန်ထိမိုက်ဆွေနဲ့ရန်သူခွဲခြားပြီးတော့မတိသေးဘူးပြောအဲ့ဒီလိုမတိသေးတဲ့မှာကာလပတ်လုံးကျွန်တော်တို့ဗမာတွေရဲ့အနောက်မှာရန်သူတွေကပတ်ပတ်လေဝိုင်းနေတာကျွန်တော်တို့ကိုအကြောင်းပြုပြီးတော့တချို့တွေကကိုကျိုးစည်းဝါရှာနေကြတာဆိုတာလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်2020နှစ်ဦးပိုင်းလောက်ကကျွန်တော်ကြုံခဲ့တဲ့အရာလေးတစ်ခုပြောပြမယ်ကြာအဲ့ဒီချိန်တုန်းက PDF တွေအနေနဲ့စနစ်ကောင်းကောင်းထိန်းချုပ်မှုကောင်းကောင်းစီကံကောင်းကောင်းနဲ့ဒီ institution တစ်ခုကိုဖွဲ့စည်းနိုင်ရမယ်နောက်တစ်ခုအဲ့လိုဖွဲ့စည်းပြီးတာနဲ့နယ်မြေတစ်ခုကိုအပိုင်ရအောင်လုပ်ယူရမယ်ကျွန်တော်ပြောခဲ့တယ်ထိုင်းနိုင်ငံမှာကျွန်တော်ပထမဆုံးပြောတယ်ဒီတော့ကသူတို့ကကျွန်တော်ကိုစောက်ပေါ်ကြီးပေါ့နိုင်ငံရေးကိုဘာမှနားမလဲဘာမှမသိပဲနဲ့ပေါ့ငါတိုင်းရင်းသားတွေကငါတို့ဗမာလူမျိုးတွေစစ်ကြုံဘဝကလွတ်မြောက်ဖို့အတွက်သူတို့ကအသက်တွေဘဝတွေရင်းပြီးဝိုင်းတိုက်ပေးနေတယ်ပေါ့ကျွန်တော်ကိုဘာမှမသိဘာမှနဲ့ဘာမှနားမလဲတဲ့ကောင်ပေါ့ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောခဲ့လဲဆိုတော့ကိုပိုင်နယ်မြေမရှိသမျှသူတို့လက်အောက်မှာနေနေမယ်ဆိုရင်ကျွန်တော်တို့ကခွက်ဖဲတစ်ခုလိုပဲထိုးကျွေးခံရမယ်အချိန်တိုင်းပြည့်ကျွေးခံရမယ်အတုံးချခံရမယ်ကျွန်တော်ဘာတွေသိလဲဆိုတော့ကျွန်တော်ကဖေကရင်မေရဗမာအမဲအောင်နယ်မြေမှာကြီးမြင့်လာတဲ့လူဖြစ်တယ်ဗျဒါကြောင့်စေတနာနဲ့လမ်းပြပေးခဲ့တယ်နောက်တစ်ခု data အချက်လက်တွေကိုစုဆောင်းပြီးတော့2020နှစ်ဦးပိုင်းမှာပဲကျွန်တော်ပြောခဲ့တယ်ထိုင်းနိုင်ငံမှာကျွန်တော်ပထမဆုံးပြောတာ PDF တွေဒီလိုလမ်းစဉ်တွေကိုရှောက်နေရင်ပြည်သူတွေရဲ့အမုန်းတရားကိုပဲရရှိမယ်တော်လှန်ရေးကအောင်မြင်နိုင်မှာမဟုတ်ဘူးကြံ့ကြာသွားမယ်အဲ့ဒီချိန်မှာခေါင်းစဉ်မျိုးမျိုးတက်ပြီးလူပေါင်း100ကျော်လောက်ယဟန်တွေကောပညာရေးဝန်ထမ်းတွေရောကျန်းမာရေးဝန်ထမ်းတွေရောအုပ်ချုပ်ရေးမှူးတွေရောအရှင်းခံလိုက်ရတဲ့အချိန်မှာပထမဦးဆုံးထိုင်းနိုင်ငံမှာပြောတဲ့သူကကျွန်တော်ဖြစ်တယ်ဗျထိုင်းနိုင်ငံမှာရှိနေတဲ့လူတော်များများကတော်လန်ပြည်သူတွေများတယ်အဲ့ဒီချိန်မှာကျွန်တော်မအန်ရရပတ်ပတ်လေဝိုင်းသွားတယ်ပေါ့ဗျာတချို့ဆိုကျွန်တော်ကိုလိုက်ရှာကြတယ်ဒါမျိုးတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဘာလို့ဆိုလို့လဲဆိုတော့သူတို့နားလည်ဖို့မရဘူးဗျအစိုးဆုံးကတော့ဗျမိတ်ဆွေလို့ထင်ထားတဲ့လူတွေကျွန်တော်ကိုနားလည်မယ်လို့ထင်ထားတဲ့လူတွေအဲ့ဒီလိုစကားတွေကြောင့်ကျွန်တော်နဲ့ကြောချင်းကတ်သွားတယ်3နဲ့4လို့ဖြစ်သွားတယ်နော်အတွေးမတူအမြင်မတူတော့တဲ့အရာတွေကြောင့်တချို့မိတ်ဆွေတွေဆိုရင်ကျွန်တော်ကိုကြောခိုင်းသွားတယ်ဒီကနေ့သူတို့ကျွန်တော်မျက်နှာကိုရဲရဲမကြည့်ရဘူးဗျဘာကြောင့်လဲကျွန်တော်ပြောခဲ့တဲ့စကားတွေဟာယနေ့အချိန်မှာတွတ်ထောက်အောင်မှတ်နေတယ်လေတွတ်ထောက်အောင်မှတ်နေတယ်ဗျတခုပဲ message ပေးခြင်းတယ်ကျွန်တော်တို့ဗမာတွေ